တာယာလာပါတဲ့မနက်ခင်းလေးမှာစတီကိုလေးတစ်ကောင်ဟာတကောင်နဲ့လှုပ်စီနဲ့လမ်းလျှောက်လို့နေတယ်။အဲ့ဒီအချိန်မှာသူ့ရဲ့မျက်နှာချင်းဆိုင်ကနေအင်တန်မှအပြေးမြန်နဲ့ raptor လေးတစ်ကောင်ဟာခုံဆွနဲ့ရောက်ရှိလို့ငါရှိမှာလှုပ်စီနဲ့တွားနေတဲ့အကောင်ကဘာကောင်တော့ကွာမင်းတို့လမ်းလျှောက်တဲ့ပုံစံကိုကြည့်ပါအောင်ကြီးကြီးစရာကောင်းလိုက်တာဟာဒီမှာကိုနဲ့ပုံစံမတူတိုင်းတခြားသူတွေပေါ်မှာမလောက်ရဲတင်ပါဘူးငါတို့ရဲ့ကြောကုန်းပေါ်မှာလေးလံနဲ့စုကျွနေရှိလို့ငါတို့ကပုံမှန်လေးတွားနေရတာဒါပေမဲ့မင်းတို့ထက်ကိုမြန်အောင်မပြေးနိုင်ဘူးဆိုပေမဲ့ငါတို့ကအချိန်ကြာကြီးမရမနာတွားနိုင်နေအခွင့်ရရင်မင်းနဲ့တောင်ပြေးပြန်လိုက်ချင်နေတယ်ကွာဟာမင်းကငါ့လိုအမြန်ဆုံးကောင်ကိုမှစိန်ခေါ်လိုက်တာပေါ့လေဟုတ်ပြီမနေ့ပြန်ဒီနေရဒီအချိန်မှာပဲမင်းနဲ့ငါနဲ့အပြေးပြန်ညမယ်ကွာဒီအပြေးပြန်ညမယ်တည်းဟာချိန်ခဏလေးအတွင်းမှာပဲဒိုင်နိုဆောတစ်တော်ကြီးတစ်ခုလုံးပြည့်နှံ့သွားတယ်အားလုံးဟာဒီထူးဆန်းလာတဲ့အပြေးပြန်ပွဲကိုစိတ်ဝင်စားနေကြတယ်ဒီမနေ့ပြန်ဟိုပြေးပြန်ပွဲကိုတွားကြည့်မှာမလားတတိချပြီးပြီမလားဒီနေ့ဘိုင်ဝါအောင်ဖြစ်တာနော်မနေ့ပြန်ကြရင်စားဖို့ချိန်ရှိမှာမဟုတ်ဘူးဒီလိုပွဲမျိုးပဲလို့ဖြစ်မှာတော့စားတာခုစားတာနော်တော်မိုက်နေတဲ့စတီကိုပဲဗျဒါလို့များဒီလောက်မြန်တဲ့ကောင်ကမှစိန်ခေါ်လိုက်တယ်လည်းမသိဘူးဗျဟုတ်ပါခုရဲနဲ့နိုင်ရှုံးကတိနေပြီပဲငါတော့စတီကိုတနာပါတယ်ကွာမင်းကပွဲချင်းဘက်ကလွတ်ပြီးကွာလက်ပြန်ကြရင်ကောင်းမှမအရင်ထူးဆန်းနဲ့ပြေးပင်ဝင်ရှိတယ်ကွာလက်ပြန်ကြဘလို့ဖြစ်သွားလဲဆိုတာပြန်ပြောပြကြအောင်နော်ငါလည်းသိချင်နေကွာရှစ်တငယ်ချင်းစတီကိုဖြောင်းပြလိုက်ပါဦးနည်းနည်းပါတော့ကြမနေ့ပြန်ကြမှာရှစ်ဒီကွဲနေအောင်မယ်ခုရဲနဲ့ပြောလိုက်ပါဦးဟာငါတငယ်ချင်းကြောင့်ငါတည်ရဲကွာဒီကောင်ကအတော်ဆွေးရှိရကောင်ဒီတော့လုံးလေလူတွေစောင်းနေပါလားကွာဘာလို့စွန့်ဖြစ်နေတာတော့ကိုကြီးဘာလို့နောက်ကျနေရတော့မသိသေးဘူးလားခုပဲတွားကြဆိုကျုပ်တို့တကယ်ချင်း raptor အားပေးရလာနေရမျှပဲနေလိမ့်မယ်တော့မနေ့ပြန်ကြရင်ပြိုင်ပွဲကိုကဲညံဝဒီရအားလုံးစိုက်ထုတ်ပြီးတော့မှရှင်ပြိုင်မှာစရဂီယူစိုက်ပါတငယ်ချင်းရေငါတို့အားပေးနေမယ်နော်ဒီလိုနဲ့ပြိုင်ပွဲစတင်မဲ့မနေ့ခင်းကိုရောက်ရှိလို့လာပါပြီတတော်လုံးမှာရှိတဲ့ဒိုင်နိုဆောတွေဟာထူးဆန်းလာတဲ့စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဒီအပြေးပြိုင်ပွဲကိုအားပေးဖို့အတွက်မိုးမလင်းခင်အစောကြီးကလေးနဲ့စုယုံပြီးတော့မှရောက်ရှိလို့လာနေပါပြီအပြေးပြိုင်ပွဲစတင်ပြီဆိုတာနဲ့ raptor လေးဟာအလွန်လင်းမြန်နဲ့အရှိန်နဲ့တခုံတုံပြည့်ထွက်သွားတာပေါ့စတီကိုလေးကတော့သူ့ရဲ့ပုံစံအတိုင်းဖြည်းဖြည်းမန်နဲ့နောက်ကနေလိုက်လာတာပေါ့အဝေးကြီးရောက်သွားတဲ့ raptor လေးဟာနောက်ကိုတစ်ချက်လမ်းကြည့်ရင်ဟိုကောင်ကတော့ဝီးမှကျန်ခဲ့ပြီငါဒီအိပ်ပြီးမှထပြန်နေတာနိုင်ပါလေကွာခဏအိပ်လိုက်အောင်မယ်ဒီလိုနဲ့မိမိကိုထင်ကြည့်လို့နဲ့ raptor လေးဟာရေးရတဲ့တစ်ပင်လေးအောက်မှာညနေချအိပ်ပျော်သွားတာပေါ့နှစ်ခွေးတွေနဲ့မရမနာကျိုးစားပြီးတော့ခီးနေလာတဲ့စတီကိုလေးဟာအိပ်ပျော်နေတဲ့ raptor လေးနောက်ကိုရောက်လာတာပေါ့နောက်တော့တဖြည်းဖြည်းနဲ့ရှေ့ကိုကျော်တက်သွားတာပေါ့မောပန်းမိမဲ့လည်းမရက်နာတယ်ခီးနေလာတဲ့စတီကိုလေးဟာပန်းနိုင်နဲ့နှိကက်လို့လာပါပြီဒိုင်နိုဆောပြေးတက်ကြီးရဲ့လက်ခုပ်တန်းနဲ့ချီကျူးတန်းကြီးဟာတော်လုံးဆူညံသွားတာပေါ့ဘာတန်းနေပါလေသွားပြီငါတို့နောက်ကြပြီဟဲ့အတန်ကြီးကြားလို့နိုးလာတဲ့ raptor လေးဟာနောက်ကနေအလင်းအမြန်ပြေးလိုက်ပြင်မဲ့လေမမီတော့ဘူးတဲ့ကွယ်အဲ့ဒီနောက်မှာတော့ကိုယ့်ရဲ့မားကိုတီးပြီးနောက်နှရနေတဲ့ raptor လေးဟာအားလုံးရဲ့ရှေ့ကိုရောက်လာပြီးငိုကြွေးနေတဲ့ကွယ် raptor ရေဝမ်းမနေပါနဲ့အနိုင်ရှုံးကအတိကမဟုတ်ပဲရှင်ပြန်ရင်းနေတာအတိကပါပဲတကယ်တမ်းတော့မိရငါတဲ့အများကြီးပြင်းမြန်ပါတယ်ကွာတခြားသူတွေပေါ်မှာတင်သေးမိတဲ့ငါရဲ့အဖြစ်ကိုငါနောက်နှရပါပြီကွာအဲ့ဒီနောက်မှာတော့သူတို့ညောင်ဟာခင်ဆုံးမိတ်ဆွေဖြစ်သွားကြတယ်တယောက်ချင်းစီရဲ့ဖြစ်တည်မှုကိုနားလည်လက်ခံပေးဖို့ရယ်တခြားသူတွေပေါ်ကိုအထင်မသေးဖို့ရယ်အားလုံးနားလည်သွားကြပြီ။ဘုမင်းလေးကတော့ဒါပါပဲကွယ်။ဘိုင်ဘိုင်